ရလက်ကောင်းနေတဲ့ AR မှာကျွန်တော်တို့တက်တယ်ပြန်နောက်ဆုတ်လာရပြန်ပြီဗျာနော်ဒီအမိန့်ကြလာမယ်ဆိုတာလေကျွန်တော်အစောကြီးကတည်းကကျွန်တော်လေစိတ်ထဲကထင့်နေတယ်ရလက်တွေကောင်းတယ်နော်တက်ကရွရွချွန်နဲ့စော်နေပြီအောင်မြင်နေပြီလို့ကြားလိုက်ပြီဟေ့ဆိုလို့ရှိရင်ကျွန်တော်ဒီအမိန့်ကမကြခင်ရောက်လာတော့မယ်ဆိုတော့ကျွန်တော်လေကြိုတင်ပြီးတော့စိုးရိမ်ခဲ့မိပါတယ်နော်အခုအခြေအနေကဒီပေါ့နော်တကယ်တမ်းချေမုန်းနေတဲ့တက်ကဆိုလို့ရှိရင်ရလက်တွေတော်တော်ကောင်းတာဗျာနော်ဘယ်လောက်ထိလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့2ရက်လောက်ကဆိုလို့ရှိရင်ဒီပေါ့ကျွန်တော်တို့344နားပေါ့နော်344နားဒီကြောက်တိုင်ပွင့်မှာဓာတ်မြေဩဇာစက်ရုံဘက်ကနေတရုတ်ဓာတ်မြေဩဇာစက်ရုံဘက်နေဆင်းလာတဲ့ဒီ AAPDF တွေကိုနှိမ်နေတာအဲ့ကဆင်းလာရောက်900လောက်ရှိတယ်အဲ့ဒါကိုဒီတက်ကနှိမ်နေတာဆိုရင်အင်အားရာကျော်တော့တစ်ဖက်ကပြုတ်ထွက်သွားတယ်ပြုတ်ထွက်သွားပြီးတော့ဒီရှိုတဲ့ဆင်းပြေးသူကမလို့ဘူးတက်က drone တွေနဲ့တကယ် special ဆော်တာသိလားအဲ့လိုရလက်တွေလည်းကောင်းနေတယ်တပုံတွေကစင့်ကလေးရနဲ့တောင်ပြေးမြောက်ပြေးပြေးပေါက်တော့မှားနေတယ်ဒါပေမဲ့ဒီလောက်ရလက်ကောင်းနေတာအခြေအနေကနေပြီးတော့အခုဆိုရှင်တက်တွေကိုနောက်ပြန်ဆုတ်ခဲ့ဆိုတဲ့အမိန့်ကပေါ်လာဒီအမိန့်ကဘယ်ကလာလဲဆိုတဲ့အခါကျ AR ဒုတိုင်မှုကပေးပါတယ်တဲ့အဲ့တော့အခုနောက်ဆုတ်လာတက်တယ်ဆိုရင်308နောက်ဆုတ်လာပြီတက်မှ66နောက်ဆုတ်လာရပြီအဲ့တော့ဘာတွေကြောင့်ဘလို့နောက်ဆုတ်ခိုင်းလဲတော့ကျွန်တော်ပြောရတော်ခက်ခဲပါတယ်သို့ပါတော့လည်းပဲအလုံးလုံးပါเนาะတိုက်ပွဲဝင်ပါနောက်တစ်ခုကနိုင်ငံတော်အဆင့်ပြတကယ်ဒီတပုံကိုခြေမုံးမယ်ဟဲ့ဆိုရှင်တပုံဟာပြအောင်ဖြစ်သွားအောင်မလုတ်တာပဲရှိတယ်ဘယ်လောက်ထိလဲဆိုလို့ရှိရင်ဗျာနော်တက်ကတကယ်နိုင်ငံတော်အဆင့်ခြေမုံးမိဟေ့ဆိုရှင်တပုံဟာပြေးပေါက်မားစရာပဲရှိတယ်ကြံတာဘာမှမစင်စားအနိုင်ဆိုတာပဲရှိတယ်အလုံးမလုတ်တော့ကျွန်တော်တို့ကတော်ပေါက်ကွဲတာပါနော်ရလက်တွေတော်ကောင်းနေခဲ့တယ်ကျွန်တော်တို့ဆိုအားရဝမ်းသာဗျာဘာကြောင့်အားရဝမ်းသာလဲဆိုမကြခင်မှာဒီခုစစ်ပွဲဖြစ်နေတဲ့နေရာတွေမှာကျောင်းတွေပြန်ဖွင့်နိုင်မယ်ဗျာနော်ကလေးတွေကျောင်းတက်ရမယ်ဗျာနော်နောက်တစ်ခုတပုံတွေပေါ့ဒီစေတကြတပုံတွေကိုနှိမ်နှင်းနိုင်မယ်ဗျာနော်နိုင်ငံတော်အေဂျင့်မယ်ဗျာနော်နောက်ထပ်ဒီရွေးကောက်ပွဲကျင်းပလို့ရှိရင်အဲ့ဒီမှာအနေဆုံးရွေးကောက်ပွဲကအဲ့ဒီမှာဖြစ်အောင်လည်းလုပ်ရမယ်အဲ့ဒီမှာမဲရုံအနေဆုံး73ရုံလောက်စောင့်ရမယ်အဲ့တော့ဒါတွေကနိုင်ငံတော်ရဲ့အနာဂတ်နော်တိုင်းပြည်ရဲ့အနာဂတ်ဟုတ်လားပြည်သူတွေရဲ့အနာဂတ်ကလေးငယ်တွေရဲ့အနာဂတ်ဒါတွေအတွက်ဒီတပုံတွေပျောက်သွားအောင်လို့ကျွန်တော်တို့ဖိအားပေးပြီးတော့ပြောဆိုနေခဲ့ပြင်မဲ့အခုချိန်မှာတော့ဘယ်ကမှဘလို့မသိတဲ့အမိန့်တော့မဟုတ်ဘူးဒီအမိန့်က AR ဒုတိုင်းမှုစီကလာတယ်လို့ကြားသိရတယ်အတူတိုင်းမှုကဒီအမိန့်ကသူပေးချင်နိုင်ပေးတာဘယ်ကပေးတာလဲတော့ကျွန်တော်တို့ပြောခက်တယ်သို့ပါတော့ညာလည်းပဲတက်တွေနောက်ဆုတ်လာရပါပြီအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားရနေတဲ့အချိန်မှာကျွန်တော်စိတ်ထဲထင်နေပါလေရောက်လာတော့မယ်ဆိုတာတကယ်လည်းရောက်လာပါပြီအဲ့လိုပဲဖြစ်ဖို့အတွက်ကကျွန်တော်တို့ဆက်လက်ပြီး AR ဒုတိုင်းမှုဘယ်သူလဲဘာလဲဘယ်လဲဆိုတော့ကျွန်တော်ဆက်လက်လေ့လာမယ်နော်ပြီးရင်ထပ်ပြီးတော့ပေါ့ဗျာနော်အခုဆိုလို့ရှိရင်ကိုကတပုံကိုကလိုက်တိုက်ထားတဲ့အတွက်ကြောင့်မို့တပုံကစုပ်ပြတ်တတ်နေပြီအခုတပုံကဘယ်လိုပြန်လဲအခုတပုံကပြန်ပြီးအောင်ကတ်လာအခုပန်းတော်ကြီးနဲ့ကျွန်တော်စီစုံကုန်းဘက်ကိုတပုံကပြန်ကတ်လာပြီကတ်လာအင်အားတော်များတယ်နော်ဆက်လက်ပြီးကတ်လာကိုကနောက်ဆုံးမှသူများကတ်မှာပေါ့ဗျကိုကတကယ်မချေမုန်းသူများကတ်မှာပေါ့အခုဘယ်လောက်လဲဆိုအဲ့ဒီရွာတွေမှာတပုံကြီးဆိုတဲ့ရွာတွေဖုန်းကြီးအစဖမ်းခေါ်တယ်နော်အဲ့ဒီမှာတွေ့သမျှဒီအင်အားတွေတော်တော်များပေါ့နော်ဟိုအင်အားစုဆောင်းနေတာတွေခိုးအောင်နေတာတွေသူတို့ရဲ့နေပယ်တွေအောင်ဖြစ်နေပြီနော်အဲ့လိုမျိုးသူတို့ပြန်ပြီးဝင်လာတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ခင်ဗျားတို့ဘာလုပ်မှလဲပြတ်ပြတ်သားသားနှိမ်နှင်းမှုချိန်မုံမှုအချိန်တန်ပြီးလို့ကျွန်တော်တို့သုံးသပ်တယ်ဗျာနော်